တော်ဝင်ကုမ္ပဏီကဥဆောင်ကျင်းပတဲ့ရင်းနှီးကြောင်းမျိုးကျက်တုံစုပေါင်းရောင်းဝယ်တဲ့လုပ်ငန်းတစ်နှစ်ပြင်းပြောင်းခဲ့ပြီးဖြစ်ပြီးဒေတာတွင်းကျက်တုံစိုက်ပျိုးထုတ်လုပ်မှုနဲ့ဈေးကွက်ပေါ်မှာကောင်းမွန်တဲ့အပြောင်းအလဲတွေဖြစ်ခဲ့တယ်လို့သုံးသပ်ခဲ့ကြပါတယ်။ဒီသတင်းကိုမြင့်တော်ဝင်ကုမ္ပဏီကတင်ဆက်ထားပါတယ်။ရင်းနှီးကြောင်းမျိုးရဲ့အဓိကထွက်ကုန်ဖြစ်တဲ့ကျက်တုံကိုဒေတာတွင်းကျက်တုံဈေးကွက်ခိုင်ခိုင်မာမာဖြစ်လာဖို့နဲ့ကျက်တုံအရေးသေးတွေပိုပြီးကောင်းမွန်လာဖို့ရည်ရွယ်ပြီးစုပေါင်းရောင်းချအဝယ်ယူတဲ့စနစ်ကိုမြင့်တော်ဝင်ကုမ္ပဏီကစတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။ဒီလိုစုပေါင်းရောင်းချအဝယ်ယူနိုင်ဖို့အတွက်ရာကြီးပြင်ရက်ရှိချစ်တီရီပွဲရုံမှာရင်းနှီးကြောင်းကျက်တုံစန္ဒာကိုမြင့်တော်ဝင်ကုမ္ပဏီကဦးဆောင်ပြီး2025ခုနှစ်ဇန်နဝါရီလ2ရက်နေ့မှာပထမဆုံးဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။မီယိုဖလာအတိုင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်ခဲ့ကြတဲ့ဒေသခံကျက်တုံတောင်သူနဲ့ကျက်တုံကုန်သည်တွေဟာရင်းနှီးကြောင်းကျက်တုံစန္ဒာနဲ့တသားတည်းဖြစ်လာပုံကိုမြင့်တော်ဝင်ကုမ္ပဏီရဲ့ Managing Director ဦးမြင့်အောင်ကအခုလိုရှင်းပြပါတယ်။မီယိုဖလာအခြေအနေနဲ့အခုကျွန်တော်တို့တောင်သူနဲ့ကုန်တယ်နဲ့ပေါ့နော်ကျွန်တော်ဂျာကန်မြင့်တော်ဝင်တို့ဟာစုပေါင်းရောင်းချရေးစင်တာတွေဖွင့်လှစ်ပြီးလုပ်တဲ့အပိုင်းမှာခြားနားမှုကတော့အများကြီးခြားနားပါတယ်ဟိုရခင်တုန်းကကြတော့ကုန်တယ်နဲ့တောင်သူတွေကတစ်ဖက်နဲ့တစ်ဖက်ယုံကြည်မှုတွေမကောင်းကြဘူးဒီနေရာမှာကြတော့ယုံကြည်မှုကအတော်ကြီးဟိုကောင်းတယ်အပြန်လန်းလေးစားတန်ဖိုးထားမှုတွေလည်းတော်တော်လေးတိုးတက်လာတာတွေ့ရတယ်နောက်ကျွန်တော်တို့ဒီတောင်သူကလည်းစင်တာတွေရှိတဲ့အတွက်ဟိုသူတို့အကျိုးစီးပွားပို့ပြီးတော့ဖြစ်တယ်ပေါ့နော်အဲ့ဒါကိုပို့ပြီးတော့မနစ်ကအတွေ့အကြုံတွေအရသူတို့တကယ်လက်ခံလာခဲ့ကြတယ်အဲ့အတွက်ဟိုကုန်တယ်တွေကလည်းတစ်ဖက်မှာတောင်သူတွေအကျိုးရှိလို့သူတို့ကလည်းဒီစင်တာမှာသူ့ချိန်သူ့ခါနဲ့ဈေးကွက်နဲ့ချက်ချင်းဟိုရှင်တွဲပြီးတော့ဝယ်လို့ရတဲ့အတွက်လည်းကုန်တယ်တွေမှာဈေးကွက်ခွင့်လန်းတွေပိုးသားတယ်ဝယ်ယူတဲ့အခါမှာလည်းမျက်မြင်ဝယ်ရတဲ့အတွက်မနစ်နာဘူးဆိုတာသိလာတယ်ပေါ့နော်ဒီအတွက်ကုန်တယ်တွေကလည်းကျက်တုံစင်တာကြီးမဖွင့်မှာတို့ပျက်စီးသွားမှာတို့ကိုသူတို့ကိုယ်တိုင်တောင်မှစိုးရိမ်လာတဲ့အခြေအနေဖြစ်လာတယ်ပေါ့ရင်းနှီးကြောင်းမျိုးကန်ကုမ္ပဏီလည်းဖြစ်တဲ့မြင့်တော်ဝင်ကုမ္ပဏီကကျက်တုံစန္ဒာကိုဖွင့်လှစ်ရမှာရောင်းဝယ်ရေးလုပ်ငန်းအတွက်ဂျာကန်ဝန်ဆောင်မှုပေးတာတဲ့မကပဲအရေးသွေးကောင်းမှဈေးကောင်းမယ်ဆိုတဲ့ကုမ္ပဏီရဲ့မူဝါဒအတိုင်းကျက်တုံစိုက်ပျိုးထုတ်လုပ်တဲ့လုပ်ငန်းကိုပါအရေးသွေးကောင်းမွန်အောင်ဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်။ဒီအခြေအနေတွေကိုမြင့်တော်ဝင်ကုမ္ပဏီရဲ့သိနှံဝယ်ယူရေး Program Manager ဖြစ်သူဦးစီသူထွန်းကအခုလိုရှင်းပြပါတယ်အဓိကတော့ကျွန်တော်တို့ဒီမြင့်တော်ဝင်ကဒီကျက်တုံတီးနှံကိုဆောင်ရွက်တဲ့အခါမှာဒီ trade service တခုကိုယ်ဝင်လုပ်တဲ့ဟာမျိုးမဟုတ်ဘူးပေါ့ဒီဒေတာမှာရှိတဲ့ကုန်တယ်တွေရောကျွန်တော်တို့ဒီဟိုဟာတွေရောပေါ့နော်စိုက်ပျိုးထုတ်လုပ်တဲ့တောင်သူတွေရောဒီကြားထဲမှာကျွန်တော်တို့ကဒီ governance body မှာပါကျွန်တော်တို့ကဝင်ပြီးတော့ပါဝင်တာဖြစ်တယ်ပေါ့နော်အဓိက key player အနေနဲ့ပါဝင်တာဖြစ်တယ်အဲ့တော့တစ်ဖက်ကတော့ကျွန်တော်တို့ကဒီစိုက်ပျိုးထုတ်လုပ်သူတောင်သူစုဖွဲ့များတွေလေကျွန်တော်တို့အဆင့်ဆင့်ပေါ့နော်ဒီ JWA မြို့နယ်စင်ဖွဲ့စည်းထားတာရှိတယ်လို့ဒီကုန်တယ်ဘက်မှာလည်းကျွန်တော်တို့ဒီကုန်တယ်တွေနဲ့အသင်းဖွဲ့တွေကျွန်တော်တို့ဖွဲ့စည်းထားတာရှိတယ်ပြီးကြရင်ဒီတောင်သူတွေနဲ့ကုန်တယ်တွေနဲ့ပူးပေါင်းဆောင်ရွက်တဲ့နော်စနစ်တစ်ခုနော်ဆွဲရှာတစ်ခုကိုလည်းကျွန်တော်တို့ကဒီဆောက်ပြီးတော့ပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်အဲ့တော့အဓိကတော့ကျွန်တော်တို့ကဒီဟာကဟိုပါပေါ့နော် agreement တွေကိုကျွန်တော်တို့အခြေခံပြီးတော့ကျွန်တော်တို့ရောင်းကြဝယ်ကြတဲ့ဟာမျိုးဖြစ်တဲ့အခါမှာတောင်သူတွေမှာလည်းဟိုအာသာချက်တွေရှိပါတယ်အာသာချက်တွေရတယ်ပေါ့နော်ထိုနည်းတူပဲကုန်တယ်တွေအနေနဲ့ကလည်းဒီလိုမျိုးတောင်သူစုဖွဲ့နေရောမြတ်တော်ဝင်ကြားခံဆောင်ရွက်တဲ့အနေအထားမှာတော့သူတို့မှလည်းအကျိုးရလဒ်တွေရှိပါတယ်ဒါကတော့အားလုံးပေါ်မှာပို့ပြီးတော့ဟိုအဆင်ပြေစေတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနောက်ပိုင်းမှာတော့တောင်သူတွေကလည်းဒီကျက်သွန်ကျွန်တော်တို့ဒီရောင်းဝယ်မှုစင်တာကိုအားထားပြီးတော့ရောင်းဝယ်မှုလုပ်လာကြတဲ့အနေအထားမျိုးလေးတွေရှိပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့အနေနဲ့ကဒီထဲမှာအဓိကပါဝင်ဆောင်ရွက်တော်ကြားလည်းပဲဒီတောင်သူတွေရောကုန်တယ်တွေရောသူတို့ဒီကိုယ်တိုင်ဒီပါဝင်ဆောင်ရွက်တဲ့ဒီ participate ဖြစ်တယ်ဆိုတော့mindset နဲ့ရောသူတို့ဒီဘောမှာသူတို့ကိုယ်တိုင်ထဲထဲဝင်ပူးပေါင်းပါဝင်ဆောင်ရွက်ရမယ်ဆိုတော့အနေအထားတစ်ခုဖြစ်အောင်ဟိုကျွန်တော်တို့ကဒီဥစ္စာအတွက်လိုအပ်တဲ့ဟိုပေါ့နော် guideline တွေစီမင်းစည်းကမ်းတွေရေးဆွဲပြီးကျွန်တော်တို့ counter for ဆောင်ရွက်တာဖြစ်ပါတယ်ဟုတ်ရင်းနှီးကြောင်းကျက်တုံစတာဖြစ်မြောက်ဖို့အတွက်မြင့်တော်ဝင်ကုမ္ပဏီနဲ့အတူရင်းနှီးကြောင်းဒေသခံကျက်တုံကုန်သည်ကြီးများကလည်းဝိုင်းဝန်းဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ကျက်တုံစနာရဲ့ဒေတာတွင်အကျိုးပြုမှုအခြေအနေကိုရင်းနှီးကြောင်းကျက်တုံစီမံခန့်ခွဲရေးအသင်းဥက္ကဋ္ဌဖြစ်သူဦးမြင့်ဆွေကစန္ဒတနှစ်ပြင်းပြောက်ချိန်မှာအခုလိုသုံးသပ်ပါတယ်။ဘယ်လိုပြောမလဲရေရှည်ကျိုးမြတ်ရှိမဲ့လမ်းကြောင်းပေါ်တော့ရောက်စာပြုနေပြီလို့ပဲထင်ပါတယ်။ဘာလို့ဆိုတော့ဘာပြောအရင်တော့ဟိုဒီတောဝက်စနစ်မှာကကြတော့ကျွန်တော်ကုန်တယ်ကြီးလည်းတစုတစည်းဒီလိုနေ့စဉ်မတွေ့ရဘူးဗျာခုလိုနေ့စဉ်တစုတစည်းတွေ့ရတော့တယောက်တယောက်ဈေးကွက်အနေထားဟိုဖြစ်လို့ရတာပေါ့နော်ဟိုသူ order ရှိလဲကိုထက်ကို order ရှိလဲသူထက်အဲ့လိုမျိုးပုံစံမျိုးပေါ့နောက်ပြီးတော့ကြတော့နေ့စဉ်
နေ့စဉ်ထိတွေ့နေရတဲ့ဖြစ်တဲ့အတွက်တယောက်နဲ့တယောက်ကဟိုတန်တရားဖြစ်เสียအကြောင်းမရှိဘူးလေဈေးကွက်အနေနဲ့အရင်တော့ကတော့ဟိုမှာဟိုတယောက်နဲ့တယောက်ကိုယ့်အိမ်မှာကိုယ်ပဲနေကြပြီးတော့ပွဲစားကတော့မှဝယ်တော့ဘယ်သူပွဲစားကဘယ်လိုဝယ်တယ်ဟုတ်ကောဟုတ်လားတယောက်နဲ့တယောက်မေးရတယ်ရှိတယ်တခါလေးကြလဲမန္နာပြောတယ်မန္နာမပြောခုကတော့ဘယ်သူပဲဈေးနဲ့ဝယ်တယ်ဆိုတာဟိုဒိုင်းထဲမှာပွင့်လင်းမြင်သာစွာရှိတဲ့အတွက်ဈေးကွက်ကိုလျှို့ဝယ်လို့မရဘူးပေါ့နော်အများဆုံးပွင့်လင်းမြင်သာစွာရှိတယ်ပေါ့ ဆန္ဒစတင်ဖွင့်လှစ်ခဲ့တဲ့ရာသီအစမှာပဲစူပေါင်းရောင်းဝယ်ကြတဲ့စနစ်ကိုတောင်သူတွေကနှစ်သက်ခဲ့ကြသလိုအခုလိုတစ်နှစ်ပြည့်မြောက်လာတဲ့ကျက်သွန်ရာသီ3ရာသီစာရောင်းချပြီးချိန်မှာလည်းဒီစနစ်ဟာအကျိုးမြတ်ရှိတဲ့စနစ်တစ်ခုဖြစ်တောင်သူတွေကအခိုင်အမာယုံကြည်လာကြပါတယ်။ပင်ဖျားကုန်းကျေးရွာကကျက်သွန်တောင်သူဦးကန်ရင်ကရင်းနှောက်ကျက်သွန်စန္ဒာရဲ့စူပေါင်းရောင်းဝယ်ကြတဲ့စနစ်ကကောင်းမွန်တယ်လို့သုံးသပ်ထားပြီးကျက်သွန်အရည်သွေးတွေပိုပြီးကောင်းမွန်လာအောင်ဆောင်ရွက်ရတဲ့အတွက်ကျက်သွန်ကုန်သည်ကြီးများအနေနဲ့ဈေးတွေကိုအခုထက်ပိုပြီးပေးလာဖို့ကိုလည်းတောင်သူဦးကန်ရင်ကမြစ်တာရက်ခံထားပါတယ်။ ကျွန်တော်တို့ရခင်ကတော့ကျွန်တော်အယောင်းဝယ်လောက်ကြတဲ့နေရာမှာပွဲစားကဂျာပွဲစားကိုခိုင်းတယ်ဂျာပွဲစားကကြိုက်တယ်ဆိုပြီးတော့ဝယ်သွားတယ်တကယ်ဒီဟာပြဿနာဖြစ်လာပြီဆိုလို့ရှိရင်အချိန်တန်ကြတော့တောင်လူပဲလှည့်လာပြီးတော့တောင်လူကပဲခံရတာများပါတယ်အဲ့တော့ကြတော့အခုဟာကြတော့ဟိုမှာသွားရောင်းရတဲ့အခါကြတော့ခံစရာအကြောင်းမရှိပါဘူးဒီကုန်းကြိုက်လို့ရှိရင်လူပေးတဲ့ဈေးကြိုက်ရင်ရောင်းပြခဲ့ဒီသဘောလေးတွေရှိတယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ကအခက်အခဲတောင်တူရဲ့အခက်အခဲဈေးဆိုတာတော့ဒါသူတန်းနဲ့တူပေါ့လေအဲ့တော့ကြတော့တောင်တူရဲ့အခက်အခဲကတော့ဖြင့်အဲ့အခက်အခဲကိုဒီအယောင်းစင်တာရှိတဲ့အတွက်ကျွန်တော်တို့ကကြိုက်တယ်ဒါသဘောလဲကြတယ်ဟောင်းဆိုလက်ငင်းစနစ်လဲရတယ်ဥပမာဒါဟိုကျွန်တော်ပြောရတော့နေပါတော့ပြောအောင်မယ်ပွဲစားတိုင်းလည်းမဟုတ်ပါဘူးပွဲစားကငွေရှင်းလိုက်တယ်ဂျာပွဲစားသူ့အခက်ခဲလေးနဲ့ဖြစ်ရင်လဲတောင်လူမှာပဲခံရပါတယ်နောက်တစ်ခါကြက်တော့မကြိုက်လို့ဈေးဖြတ်တယ်ပါလေဆိုရင်လဲတောင်လူပဲခံရတာအဲ့အခက်ခဲတွေကိုတော့ဖြစ်ရင်လက်တွေ့ကျွန်တော်တို့ဒါကြော်လွှားနိုင်ပြီကျွန်တော်တို့ကကြိုက်အောင်ပေါ့ဗျာဆောင်ရွက်သွားပြီးမှရောင်းရတဲ့အတွက်ကျွန်တော်ကဒီအခက်ခဲတော့မရှိဘူးဒါလည်းပွဲစားပိုင်းကလည်းဒီဟာလေးကိုဒီလိုဆောင်ရွက်ရတဲ့ဖြစ်တဲ့အတွက်တောင်လူတွေကတကယ်ကိုဒုက္ခခံပြီးတော့ဆောင်ရွက်လာတဲ့ကြက်သွန်ကိုပေးတဲ့လောက်ပေးရင်ပိုးကောင်းပါတယ်ရေနံကြောင့်ကျက်သွန်စန္ဒာကိုလာမဲ့ကျက်သွန်ရာသီတွေမှာလည်းဆက်လက်ဖွင့်လှစ်သွားမှာဖြစ်ပြီးမြင့်မြတ်တော်ဝင်ကုမ္ပဏီအနေနဲ့အခုထပ်ပိုပြီးကျက်သွန်ကိုတောင်တွေကအစအခြေခံအစာအုပ်ပြည့်စုံတဲ့စန္ဒာဖြစ်တိုးချက်ဖွင့်လှစ်ထားဖို့ရည်မှန်းထားပါတယ်။ဒီသတင်းကိုမြင့်မြတ်တော်ဝင်ကုမ္ပဏီကတင်ဆက်ထားတာဖြစ်ပါတယ်။